ကိုချမ်းနဲ့လိုင်းမော်တက်တက်ကိုမလာတော့ဘူးပေါ့နော်ပျောက်နေရဆိုလို့မဟုတ်ပါဘူးခင်ဗျာကျွန်တော်ကားလေးတွေနေဆင်းပြီးတော့တောက်လျှောက်တော့ဝင်တယ်လို့ပေါ့နော်အခုဆိုတာကျွန်တော်တို့ဘီလင်းရောက်ပြီနော်ဘီလင်းရောက်ပြီကြိုက်ထိုးဘီလင်းတထုံမော်လမြိုင်အဲ့ဒီအနီးနားပတ်ဝန်းကျင်မှာရှိရပေါ့နော်မိတ်ဆွေတွေထဲမှာ660cc လုပ်ငန်းသုံးပစ်ကက်ကားလေးတွေရောင်းမှုရှိရဆိုလို့ရှိရင်ကျွန်တော်ဖုန်းနံပါတ်ဖြစ်တဲ့0995832953ကိုဆက်သွယ်ပေးကြပါခင်ဗျာကျွန်တော်ဒီနယ်ပယ်လေးရောက်တော့ပေါ့နော်တခါတည်းကားလေးတွေဝယ်သွားခြင်းလို့ပါခင်ဗျာဒါကားလေးကျွန်တော်ဝယ်မလဲဆိုတော့ပေါ့နော်ဒီ 660cc လုပ်ငန်းသုံးကားတွေอ่ะပေါ့နော် Hijet Suzuki Mazda Mitsubishi Nissan Clipper Honda Samba ပေါ့နော်လုပ်ငန်းသုံး pickup လေးတွေ delivery လေးတွေလူစီးလေးတွေอ่ะပေါ့နော်ပြီးတော့ Suzuki R-Miner လေးတွေအဲ့လိုမျိုးစားတွေထဲမှာပေါ့နော်ရောင်းမှုရှိရဆိုလို့ရှိရင်ကျွန်တော်ကိုဖုန်းဆက်ပြီးတော့ရောင်းပြလို့ရတယ်ပေါ့နော်ကျွန်တော်ကအဝယ်ဒါလိုက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အကျိုးဆောင်ကားတွေပါတယ်ညာပြီးတော့ပေးစရာမလိုဘူးကျွန်တော်ကိုကားလေးပေါ့နော်လက်တင်ပေးတဲ့သူကအကျိုးဆောင်ဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အကျိုးဆောင်ကထုတ်ပေးပါတယ်ခင်ဗျာနောက်ဆိုတော့ကျွန်တော်နဲ့အလုံးမလုပ်ဘူးသေးတဲ့မိတ်ဆွေတွေရှိရဆိုလို့ရှိရင်လုပ်ကြည့်ပါခင်ဗျာကျွန်တော်တို့အတက်နိုင်ဆုံးအဆင်ပြေအောင်ကျွန်တော်ညှိနှိုင်းပြီးတော့လုပ်ပေးတယ်ပေါ့နော်ကျွန်တော်တို့ကကြတော့မိတ်ဆွေပေါ်လေးကောင်းလေးမိတ်ဆွေများလေးကောင်းလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီမော်လမြိုင်ဘက်ဒီပေါ့နော်ဒီအကြိုက်တူတထုံဘီလင်းမော်လမြိုင်ဘက်ကပေါ့နော်ဒီအကျိုးဆောင်မိတ်ဆွေတွေနဲ့လည်းကျွန်တော်ရင်းနှီးကျင်တယ်အဲ့တော့ကျွန်တော်ဟိုပေါ့နော်ဒီမိတ်ဖြစ်ဆွေဖြစ်ပေါ့နော်ဒါကျွန်တော်တို့တရားနောက်ပိုင်းလေးလည်းအလုပ်တွေဆက်ပြီးလုပ်လို့ရအောင်တင်ပေးကျင်တယ်ဆိုလို့ရှိရင်လည်းကားလေးတင်ပေးလို့ရပါတယ်ကျွန်တော်ကနေမရွေးဘူးပေါ့နော်ကျွန်တော်ရန်ကုန်နေမကောက်ဘကူမန္တလေးနေပြည်တော်တောင်ကူအဲ့လိုပေါ့နော်ဒီမော်လမြိုင်ပသိမ်ဘယ်နေရာမှာဆိုကျွန်တော်ကားလေးတွေဆင်းပြီးတော့လိုက်ဝယ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်မိတ်ဆွေတွေမှာရောင်းမှုရှိရဆိုလို့ရှိရင်လည်းကျွန်တော်ဓာတ်ဆက်သွယ်လို့ရတယ်အကျိုးဆောင်လေးရတဲ့တစ်စင်းဆက်သွယ်ခြင်းနဲ့ဆိုလို့ရှိရင်လည်းအကျိုးဆောင်လေးရတဲ့တစ်စင်းပေါ့နော်ကျွန်တော်ချိတ်ဆက်ပြီးတော့ရောင်းလို့ရပါတယ်ခင်ဗျာကျွန်တော်တို့အကျိုးဆောင်ကထိုက်တန်ပေးပါတယ်ခင်ဗျာနော်ဆိုတော့အားလုံးကိုကျေးဇူးအများကြီးတင်တယ်ကျွန်တော်တို့အားလေးတစ်ချက်လာပြောပြရဖြစ်ပါတယ်ခင်ဗျာရောင်းမှုကားလေးရှိရဆိုကျွန်တော်ဖုန်းနံပါတ်ပြတဲ့0995832953ကိုဒါလိုက်ဆက်သွယ်ပေးလို့ရပါတယ်ဆိုတော့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲတဒါပါကျွန်တော်ကိုချမ်းပါခင်ဗျာ